ပြည်သက်ကြလည်းမင်္ဂလာဒီခုကတရားရုံရောက်နေပါတော့ပုံမှန်ကတော့ live treatment လာယူမယ်ဒီတစ်ခေါက်ကကြတော့ academy ဘိုးဝဲလက်တက်မှာဆိုတော့ပုံပြီးတော့လှသွားအောင်ဆရာနေပြီးတော့ treatment လာယူရပါတော့ဒီတစ်ခေါက်ကဒီ ACO ဆိုတဲ့ set ကလေးပေါ့နော် set ကအသေးရောက်နေတာဆိုတော့ဆရာဒီ set နဲ့ဟို treatment လုပ်ပြီးမှာပေါ့ဒါသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ hyaluronic acid ကိုဒီတဘာဝအတိုင်းထုတ်ပေးရပါတော့ဘာလို့ဒီ skin care လိမ့်နေဆိုပေမဲ့လည်းဒီ set ကနေပြီးတော့ဒီ treatment ယူလိုက်လို့ရှိရင်ပုံမှန်ထက်ကိုပို့ပြီးတော့ရေတက်ဖြည့်ပေးတယ်ဟိုတော့ဆေးထိုးစရာမလိုပဲနဲ့ lifting ဖြစ်တယ်ပေါ့နော်ဒါရည်လေးလည်းတင်းရင်းစေတယ်ပြီးတော့ဒီညနာမှာဆိုလို့ရှိရင်ဒီမျက်လုံးအောက်မှာရှိတဲ့အရေးအကြောင်းတွေဒီနှာခမ်းသားမှာနှာခမ်းသားတစ်ဝိုက်မှာရှိတဲ့အရေးအကြောင်းလေးတွေဒီလေဘေးမှာရှိတဲ့အရေးအကြောင်းလေးတွေကိုတိတိကျကျတတ်စီရပေါ့နော်အခုကကြတော့ဒီကားရဲ့ဒီနဲ့ကြတော့မျက်နှာ expression အများကြီးလုပ်ရဖြစ်တဲ့အတွက်အရေးအကြောင်းလေးတွေရှိရဆိုတော့ဒီ ACO လေး treatment ကိုဆရာယူပေါ့နော်ပြီးတော့ဒီတရားမှာအကြိုက်ဆုံး treatment ကိုပြောပါဆိုရင် DNA booster ပေါ့နော်။ဆိုတော့ skin ကောင်းတယ်ဆိုပေမဲ့ဒီ treatment လေးရှိတယ်ပေါ့နော်။ဒီ treatment လေးတွေက DNA booster လုပ်လိုက်တဲ့အခါမှာဒီ treatment လေးကျင်းသွားတယ်။အသားရည်ကလုံးဝ healthy skin ပေါ့နော်။အဲ့လိုကျန်းမာတဲ့အသားရည်ရရှိတဲ့အပြင် glow skin လည်းဖြစ်တယ်။ဟောကတော့ဒီတရားမှာအကြိုက်ဆုံးကတော့ဒီ DNA booster ပေါ့။ပုံမှန်အဖြစ် drip အနေနဲ့ကြာတော့ဒီ energy plus ပေါ့နော်ဒီ energy plus drip အချက်ခင်တော့အဲ့လိုကိုအဲ့လိုပြောမယ်အဲ့တော့ရှူတင်နေများလာတဲ့အခါမှာအရင်ပင်မန်းနေတယ်ပြီးတော့ immune မကောင်းပေါ့နော်အဲ့လိုမောပန်းနေတယ်အဲ့လိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ energy plus ထိုးတဲ့အချိန်မှာအသားရည်လည်းပိုပြီးတိတိကျကျကောင်းလာတယ်ကိုနုလာရလို့လည်းခံစားရတယ်ပြီးတော့ resistance လည်းကောင်းလာလို့ခံစားရတယ်ပေါ့နော်ကျန်းမာရေးအတွက်ရောအလှပအတွက်ကော energy plus ကဟိုအတွက်အစီအစဉ်ဆုံး trip ပေါ့နော်အကြိုက်ဆုံး trip လို့လည်းပြောလို့ရပါတယ်ဆိုတော့လိုမျိုးလှပခြင်းနဲ့နုပြခြင်းနဲ့ဆိုရင်တော့ဒါတာရိုးလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်Happy 15 dollar လို့ဟုတ်အဲ့ဒီဒါပြီး 15